ဒီနေ့မှာတော့ယနေ့ခေတ်ကုန်တင်လောကရဲ့ powerful အဖြစ်ဆုံးနဲ့သင်ကြားအလွယ်ကူဆုံးဖြစ်တဲ့ Python programming language ကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Python ဟာဒီနေ့ခေတ်မှာအရန်ခေတ်စားနေတဲ့ artificial intelligence, data science နဲ့ web development နယ်ပယ်တွေမှာအသုံးအများဆုံးနံပါတ်1 language တစ်ခုပဲဖြစ်ပါတယ်။ဥပမာကျွန်တော်တို့နေတိုင်းအသုံးပြုနေတဲ့ Google, Instagram နဲ့ Netflix တို့ဟာ Python ကိုအဓိကအသုံးပြုပြီးတော့တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ဒါ့အပြင် Python ဟာသင်ကြားအလွယ်ကူဆုံး language တစ်ခုလည်းဖြစ်ပါတယ်။ဥပမာအဖြစ်ပြောရရင် Java language မှာ Hello World တစ်ကြောင်းပေါ်ဖို့အတွက် code 5 ကြောင်းလောက်ရေးရပေမဲ့ Python မှာတော့ print Hello World ဆိုပြီးစာတစ်ကြောင်းနဲ့ရေးုံနဲ့တင်လုံလောက်ပါတယ်။ဒါကြောင့်လဲ Python ကို It is like writing in English အင်္ဂလိပ်စာရေးနေရတာနဲ့ဆင်တူတယ်လို့တောင်တင်စားပြောဆိုကြပါတယ်။နောက်ဗီဒီယိုတွေမှာဆိုရင်တော့ powerful အဖြစ်ဆုံး programming language တစ်ခုဖြစ်တဲ့ Python ရဲ့အခြေခံအပိုင်းတွေကိုသင်ကြားပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ account လေးကို like and follow ပြုလုပ်ပေးခဲ့ကြပါဦး။အားလုံးကျေးဇူးတင်ပါတယ်။